ဒီစကားလေးကတော့ငကားတွေကိုနှိမ်နှင်းဖို့အတွက် Viking တွေကဘတ်ဆိုတဲ့ရွာကိုတိဆောက်ပြီးမျိုးနွယ်အစစ်စစ်လေးချင်းတိုက်ခိုက်ကြပါတယ်။ဘတ်ဆိုတဲ့ရွာတကယ်တော့ဝေးလင်းလို့မြေပုံထဲမှာတော့မပါပါဘူး။ဒီရွာလေးမှာငကားတွေကိုတိုက်ခိုက်ဖို့တီးသန့်စောက်ထားတဲ့နေရာဖြစ်တယ်။ဖမ်းမိထားတဲ့ငကားများစွာလည်းရှိပါတယ်။ဒီရွာရဲ့မျိုးနွယ်စုခေါင်းဆောင်ကမဟာစတိုးဖြစ်တယ်။သူကလေးတုန်းကဆိုငကားကိုခေါင်းကနေဆွဲဖြုတ်ဖူးတယ်ပြောကြတယ်။သူ့မှာပြောညံတဲ့သားတစ်ယောက်ရှိတယ်။သူ့နာမည်ကဟစ်ကတ်လို့ခေါ်တယ်။သူကဖခင်ခေါင်းဆောင်ကြီးရဲ့တိတ်ခါကိုချနေတယ်ပြောရအောင်ပြောညံ့လို့လက်နဲ့ထုတ်လို့ရေးမှာခြေထောက်နဲ့လက်မပါတော့တဲ့ဆရာတယောက်အောင်မှာလုံနေရတယ်။သူတို့မှာငကားတွေမီးမုံလို့မီးလောင်သွားရင်ညှိဖို့မိသက်တစ်ဖွဲ့ရှိတယ်။မိသက်တစ်ဖွဲ့ကိုဟစ်ကတ်နဲ့ရွယ်လူကလေးတွေနဲ့ဖွဲ့စည်းထားတယ်။ဟစ်ကတ်နဲ့မတူတာကသူတို့ဟာတိုက်ပွဲတစ်ခုအတွင်းကိုယ်စွလှုပ်ဆောင်နိုင်ခြင်းပဲ။သူတို့ရဲ့အဖွဲ့ခေါင်းဆောင်ကအထရစ်ဖြစ်တယ်။သူမကတစ်ချိန်မှာမျိုးနွယ်စုခေါင်းဆောင်ဖြစ်ဖို့တပြေးနေသူလည်းဟုတ်တယ်။ဟစ်ကတ်ကအထရစ်ကိုစိတ်ကူးရင်နေခဲ့ပါတယ်။မဖြစ်နိုင်တာကဟစ်ကတ်မှာပစိတ်ဆိုလည်းမနိုင်ဓာတ်ဆိုလည်းမပြောနိုင်ဘူးငကားတို့ကိုနှိမ်နှင်းဖို့ဘိုင်ကတယောက်အနေနဲ့ပြေဆုံးမနေဘူးသူကတော့ငကားတော်ကိုတက်ပြပြီးသူ့အစွမ်းကိုထုတ်ပြနေကြပါတယ်တရက်မှာငကားတို့ကသူတို့ရောက်ဝင်တိုက်ပါတယ်ရုပ်ရုပ်တဲတဲဖြစ်နေချိန်မှာဟစ်ကတ်တယောက်သူထုတ်လုပ်ထားတဲ့လက်နက်ကိုယူပြီးငကားတွေကိုဝင်တိုက်ဖို့လုပ်ပါတယ်နိုင်ပူရီဆိုတဲ့ငကားတော်ရှိတယ်အဲ့ဒီငကားကိုဘယ်သူမှမမြင်ဘူးကြပါဘူးကောင်းကင်ကနေပြီးပြစ်မှတ်ကိုမီးနဲ့လှမ်းပုတ်လိုက်ရင်ပြစ်မှတ်တိုင်းမလွယ်ဘူးဒီလိုငကားမျိုးကိုမြင်တော့မမြင်ဘူးတာတက်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးဒါပေမဲ့ဟစ်ကတ်ကသူ့ရဲ့လက်နက်နဲ့ပြစ်လိုက်တဲ့အခါနိုင်ပူရီကိုထိမှန်သွားပါတယ်ဟစ်ကတ်လိုပြောညံတဲ့ကောင်လေးကနိုင်ပူရီကိုထိအောင်ပြစ်နိုင်တယ်ဆိုဘယ်သူမှမယုံကြပါဘူးသူ့အဖေကိုပြောပေမဲ့သူ့အဖေကဒီကောင်ယူနေတယ်လို့ပဲမှတ်ပါတယ်နောက်ရက်မှာဟစ်ကတ်တယောက်သူ့အဖေမသိအောင်သူပြစ်လိုက်တဲ့နိုင်ပူရီငကားကိုရှာဖွေဖို့တောထဲကိုထွက်လာပါတယ်တောတနေရာမှာတစ်ပင်တစ်ပင်ကျိုးနေလို့အနီးနားကိုလိုက်ရှာကြည့်တဲ့အခါနိုင်ပူရီတကောင်မြေပြင်ပေါ်မှာကျိုးတွေနဲ့ညီပြီးမယုံနိုင်ဖြစ်နေတာကိုဟစ်ကတ်တယောက်တွေးလိုက်လို့အံ့ဩနေပါတယ်အနီးနားကိုကတ်သွားပြီးနိုင်ပူရီကိုတတ်ဖို့ဓာတ်ထုတ်လိုက်ပေမဲ့ငကားကိုကြည့်ပြီးမတတ်နိုင်ဖြစ်သွားပါတယ်ဒါနဲ့မထူးပါဘူးဆိုပြီးကျိုးတွေကိုဖြတ်ပြီးလွှတ်ပေးလိုက်ပါတယ်တစ်ဖက်မှာတော့သူ့အဖေကစိတ်ပြက်နေတဲ့သူ့လူတွေကိုစီးယုံနေပါတယ်ငကတိုက်ကိုရှာဖွေရှင်းလင်းနိုင်ရင်ငကားတွေရဲ့အန်တွေကိုကြောက်စရာမလိုပဲနေထိုင်နိုင်လိမ့်မယ်လို့ပြောပါတယ်သူ့လူတွေကတော့ငကားတိုက်ဆိုတာပုံရင်ဖြစ်တဲ့အတွက်မယုံကြပါဘူးဒါနဲ့သူလည်းမနှဲရှင်းပြပြီးငကားတိုက်ရှာဖွေဖို့ရက်သက်မှတ်လိုက်ပါတယ်သူမသားခင်သူသားဟစ်ကတ်ကိုငကားတင်တန်းတက်ဖို့ခွင့်ပြုလိုက်ပါတယ်အရင်တော့ဆိုရင်တော့ဟစ်ကတ်ပျော်နေမိမှာအမှန်ပဲအခုဟစ်ကတ်တယောက်နိုင်ဖြူရီကိုတွေ့ပြီးနောက်ပိုင်းငကားတွေတက်ချင်စိတ်လုံးဝမရှိတော့ပါဘူးသူ့အဖေရဲ့ဆန္ဒကိုတော့သူညှင်းလို့မရပါဘူးငကားတင်တန်းဆိုတာကဘိုက်ကင်းတွေကိုမီးစမ်းသပ်မှုတွေဖန်တီးပြီးအနာဂတ်မျိုးနွယ်စုခေါင်းဆောင်လောင်ရွေးချယ်ခြင်းလုပ်ငန်းတစ်ခုဖြစ်တယ်နောက်ရက်မှာတော့လူငယ်တစုကသူတို့ငယ်ဘဝစိတ်ကူးရင်ခဲ့ကြတဲ့ငကားလေးချင်းခွန်းတွေကိုရောက်သွားလို့သူတို့ကိုသူတို့မယုံနိုင်အောင်အံ့ဩနေကြပါတယ်Fisherling လို့ခေါ်တဲ့ဝါတတုံးနဲ့တယောက်ကတော့ငကားတွေကိုအနိကတွေ့ရတာကိုစိတ်လှုပ်ရှားနေပေမဲ့အမာရွတ်တော့မရချင်ဘူးတခြား၄ယောက်ကတော့အမာရွတ်ရတာဟာဂုံယူစရာဖြစ်တဲ့အတွက်သူတို့ကတော့အမာရွတ်လိုချင်နေကြပါတယ်ဟစ်ကပ်ပါရောက်လာလို့သူတို့ကလောင်ကြပါတယ်ဟစ်ကပ်ကတော့သူ့အဖေပေးတဲ့ပစိန်တလောက်ကိုကင်ပြီးတော့ပေါ့ပေါ့ပါပါပဲနေလိုက်ပါတယ်သူတို့ကိုတင်ပြပေးမဲ့ဆရာကဘာတင်ကြားမှုမှမလုပ်ပြပဲရက်ဆက်တဲ့ green gel ကိုလှောင်ရင်တွေကနေထုတ်ပေးပြီးလက်တွေ့လေ့ကျင့်စေတယ် green gel ငကားကမီးအများဆုံးမှုန့်နိုင်တဲ့အရည်တော့က6ကြိမ်ဖြစ်တယ်သူ့ကိုရင်ဆိုင်မှုအတွက်ဆိုဒိုင်းကန်ကအရေးကြီးဆုံးဖြစ်တယ်မိမောက်တာကိုကောက်ကွယ်နိုင်တယ်လို့အတန်ပေးပြီးအမြင်အာရုံကိုလှိုင်းနေတဲ့ဝေဝါးစေပါတယ်သူတို့ရဲ့ပထမဆုံးအချိန်မှာပဲအားလုံးကမိမောက်ခံရလို့စမ်းသပ်မှုမှာကြာရှုံးသွားပါတယ်နောက်နေ့မှာဟစ်ကတ်ကစောင်းနဲ့ခဲတံကိုယူပြီးနိုင်ဖြူရီရှိတဲ့နေရာကိုသွားပြီးပုံကျန်းဆွဲပါတယ်သူသတိထားမိလိုက်တာကနိုင်ဖြူရီရဲ့အမိတစ်ဖက်မှာလေရဲတစ်ခုကပဲ့နေတာကိုပဲနိုင်ဖြူရီရဲ့အမိကိုတက်ပေးဖို့ဆိုသူနဲ့အရင်ခင်ဖို့လိုတဲ့အတွက်ဟစ်ကတ်တယောက်နိုင်ဖြူရီကြိုက်တဲ့ငါးတစ်ခုကိုဆွဲလာပြီးကျွေးပါတယ်နိုင်ဖြူရီကဟစ်ကတ်ကျွေးတဲ့ငါးကိုစားလိုက်ပြီးငါးကောင်းကိုပြန်အန်ထုတ်လိုက်ပြီးမိတ်ဆွေတွေရဲ့သဘောတရားအရဟစ်ကတ်ကိုပြန်ကျွေးပါတယ်ဟစ်ကတ်ကလည်းငါးကောင်းကိုအတင်းမျိုးချပြီးစားနေလိုက်ပါတယ်နိုင်ပူရီနဲ့ခင်သွားတာနဲ့ဟစ်ကတ်တယောက်အမိရေရဲတစ်ခုကိုနေမအားညောင်အားလောက်ပါတော့တယ်ဟစ်ကတ်တယောက်အမိရေရဲတက်ပေးဖို့တော့ငါးရုံကိုတောင်းလိုက်ယူလိုက်ပြီးကျွေးပါတယ်ငရှင်ငါးကိုကျွေးတော့နိုင်ပူရီကကြောက်လန့်သွားတာကိုတွေးလိုက်ရပါတယ်ငါးရုံစားဖို့အာယုံရောက်နေတဲ့ခိုင်နိုင်ပူရီရဲ့အမိရေရဲကိုစူးစမ်းတက်ဆင်ပေးလိုက်ပါတယ်ရုပ်တရက်နိုင်ပူရီကထပြန်သွားလို့ဟစ်ကတ်ပါကောင်းကင်ပေါ်ပါသွားပါတယ်နောက်နေ့ငကားလေးချင်းကွန်းမှာ Silver Fest ဆိုတဲ့ခေါင်းတစ်ခုပါပြီးခေါင်းတစ်ခုကဓာတ်ငွေ့မှုတ်တယ်နောက်တစ်ခုကမီးလောင်အောင်လုပ်တယ်သူတို့အဖွဲ့ဟာနှစ်ယောက်တည်းနေပြီးမီးမှုတ်တဲ့ခေါင်းကိုရေနဲ့ပတ်လိုက်ရင်ငကားကမီးမလောင်အောင်မလုပ်နိုင်တော့ပါဘူးအစမှာငကားကဓာတ်ငွေ့တွေမှုတ်ပြီးအမီးနဲ့ရိုက်ပြီးကစားပါတယ်အကုန်လုံးဖယိုရဲဖြစ်သွားပြီးလန့်နေကြပါတယ်ဟစ်ကတ်နဲ့တွဲဖက်တဲ့ဖတီးကငကားကောင်ရေနဲ့ပတ်လိုက်ပေမဲ့ဓာတ်ငွေ့မှုတ်တဲ့ခေါင်းဖြစ်နေလို့သူတို့နှစ်ယောက်အတွက်အဖြစ်ဆိုးဖို့ပဲကြံပါတော့တယ်ဖတီးကပြေးသွားပေမဲ့ဟစ်ကတ်ကကြောင်ကြည့်နေပါတယ်နီးပြကဟစ်ကတ်ကိုပြေးဖို့ဒီအော်ပြောရပါတယ်ရုပ်တရက်ငကားကဟစ်ကတ်နားကိုမကက်ရဲပဲနောက်ဆုတ်သွားပါတယ်ဟစ်ကတ်ကအခြေအနေကိုရိပ်ပြီးငကားနောက်ကိုလိုက်ပြီးအထဲဝင်ဖို့အမိန်ပေးပြီးတကားကိုပိတ်လိုက်ပါတယ်
တခြားသူနဲ့နီးပြတွေပဲအောင်မြင်သက်စွာကြည့်နေကြပါတယ်ဟစ်ကတ်ကတော့ကဘာတစ်ချမ်းကိုတိမ့်ပိုက်နိုင်တဲ့အောင်နိုင်သူလိုလှုပ်ပြီးပြန်သွားပါတယ်တကယ်တော့ငကားတွေကြောက်တဲ့ငရှင်းကိုအင်ကြီးတွေထည့်ယူလာခြင်းကြောင့်ဖြစ်တယ်ဟစ်ကတ်ကတော့နိုင်ဖြူတွေကိုဘလို့ထိန်းချုပ်ပြီးစီးရမလဲဆိုတာကိုပဲစူးစမ်းနေတော့တယ်သူစီးဖို့ကြိုးတိုင်းတွေလှုပ်ပြီးအချိန်ချင်းစူးစမ်းစီးပါတယ်တခါမှတော့စီးရင်နဲ့ပန်းကင်းနဲ့ပြုတ်ကျသွားပါတယ်နိုင်ဖြူတွေကတော့ပန်းမွန်တွေမှာပါတဲ့အမှုန်တွေကနှာခေါင်းထဲဝင်သွားပြီးနှာချေပါတော့တယ်ဟစ်ကတ်လည်းထိုပန်းမွန်အမှုန်ကိုအိတ်ကတ်ထဲထည့်လာပြီးငကားလေးချင်းကမှအတုံးချပါတော့တယ်ငကားလာတဲ့အချိန်မှာပန်းပွမှုန်လေးတွေကိုမှုတ်လိုက်တဲ့အတွက်ငကားလည်းမီးမုတ်တဲ့အချိန်6ချိန်ပြေသွားတဲ့အထိနှာချေသွားပြီးဖင်ထိုင်လဲကျသွားပါတော့တယ်တခြားသူတွေလည်းသူ့နောက်ကိုလိုက်ပြီးဘလို့လှုပ်လိုက်တာလဲလို့မေးပါတယ်ဟစ်ကတ်တယောက်ကတော့နိုင်ဖြူရီစီကိုသွားပြီးငကားတွေရဲ့အားနည်းချက်ကိုစော်ကစားရတဲ့ပဲရှာဖွေတွေးရှိလေးရှိတယ်တခါမှဆိုနိုင်ဖြူရီရဲ့ခေါင်းကိုပွတ်တက်ရင်းနဲ့ရဲရံပြီးလဲကျသွားပါတော့တယ်ငကားလေးချင်ရေခွန်းမှာတခြားသူတွေအသေးအတန်တိုက်ခိုက်နေခြင်းမှာဟစ်ကတ်ကတော့လွယ်လွယ်ကူကူပဲအနိုင်ယူပြပါတယ်တိုင်ဝဲကိုလာကြည့်ကြတဲ့ပရိသတ်တွေကပါဟစ်ကတ်နောက်ကိုအတင်းလိုက်မေးကြပါတယ်သူဟာသူ့အဖေပြန်မလာခင်မှာသူရဲကောင်းတယောက်လိုနာမည်ကြီးနေပါပြီသူ့အဖေကတော့ငကားတိုက်ရှာသွားပေမဲ့ငကားနဲ့ပတ်သက်တာတခုမှတော့မတွေ့ရှိပဲစိတ်ပြက်လက်ပြက်နဲ့ပြန်ရောက်လာခဲ့တယ်ဒါပေမဲ့အခြေအနေတွေကထူးဆန်းနေပါတယ်သူသားဟစ်ကတ်နဲ့ပတ်သက်ပြီးတခြားလူတွေပြောနေတဲ့စကားတွေကိုသူမယုံသင်ကဖြစ်နေပါတယ်သူ့ကိုသူလည်းအံ့ဩနေပါတယ်ဟစ်ကတ်ကတော့နိုင်ဖြူရီငကားကိုဘယ်လိုထိချုပ်ပြန်တန်းခိုင်းရမလဲဆိုတာကိုသူ့မှာရှိတဲ့အကြံဉာဏ်တွေနဲ့ကောင်းမွန်စွာထိချုပ်မောင်းနေနိုင်နေပြီဖြစ်တယ်အဲ့ဒီဆိုတဲ့မိန်းကလေးကတော့မီးစမ်းတက်မှုမှာဟစ်ကတ်ကိုရှုံးနေသွားတာကိုမကျင်တတ်တယ်လို့ဟစ်ကတ်ကိုလည်းမတင်ကားတဲ့အတက်ကြောင့်တရက်ဟစ်ကတ်တော်တဲ့သွားတာကိုလိုက်ချောင်းပါတယ်သူမထင်ထားသလိုပဲနိုင်ဖြူရီနဲ့တွေ့ပါတော့တယ်ဟစ်ကတ်ကတော့နိုင်ဖြူရီကိုသူမကိုမလုပ်ဖို့တားလိုက်ပါတယ်သူမကတော့ကြောက်လန့်တကြားပြေးသွားပါတယ်ဒီပုံစံတိုင်းဆိုဟစ်ကတ်လှုပ်ဝက်ထားတာတွေအကုန်ပေါ်ကုန်မှာဖြစ်ပါတယ်သူမကိုနိုင်ဖြူရီကရုတ်တရက်ဆွဲချီသွားပါတယ်ကြောက်ဆောင်ထိတ်ဖျားမှာခြာထားလိုက်ပြီးသူမကိုရှင်းပြဖို့ဟစ်ကတ်ကြိုးစားပါတယ်သူမကိုတတ်သိပြဖို့အတွက်နိုင်ဖြူရီပေါ်ကိုတက်ခိုင်းလိုက်ပြီးနိုင်ဖြူရီငကားတွေကိုဘယ်လိုထိတ်ချုပ်ပြီးမောင်းနှင်လို့ရကြောင်းတတ်သိပြပါတော့တယ်တနေရာရောက်မှာတော့ငကားအုပ်ကြီးနဲ့တွေ့ပါတော့တယ်သူတို့မှခြိလာတဲ့တောင်းကောင်တွေလည်းပါလာပါတယ်တဖြည်းဖြည်းနဲ့လိုင်ကူတစ်ခုတည်းကိုဝင်သွားပြီးသူတို့အစာတွေကိုအေယာမငကားကြီးတစ်ကောင်ကိုချကျွေးလိုက်တာကိုဟစ်ကတ်တို့နှစ်ယောက်မြင်လိုက်ကြပါတယ်ထိုငကားကြီးကတခြားငကားတွေကိုလည်းစားပါသေးတယ်တကယ်တော့ပြားတွေအလုံးလုံးပုံနဲ့ဆင်တူပါတယ်ငကားပင်မကြီးကပြားပင်မကြီးဖြစ်ပြီးတခြားငကားတွေကသူ့ကိုအလုတ်ကျွေးပြုတ်ရတာဖြစ်တယ်အစာမချနိုင်တဲ့ငကားတွေကိုငကားပြင်မှာကိုယ်တိုင်စားတော့ပါတယ်ဒါကြောင့်လူရဲ့ရိတ်ခါတွေကိုငကားတွေကလူ့ကြခြင်းဖြစ်တယ်ဆိုတာကိုဟစ်ကတ်တို့နားလည်သွားကြပါတယ်ဟစ်ကတ်ကတော့ငကားတောင်တက်ပြဖို့အတွက်ကိုယ်နဲ့ကိုဝင်လိုက်ရပါတယ်သူ့အဖေကတော့ဂုံယူဝင်ကြောစာနဲ့သူ့လူတွေကိုအခုမှပဲငါမျက်နှာကောင်းကောင်းပြရဲရတော့တယ်အရင်3ပတ်လောက်ကသာဟစ်ကတ်ကအခုလိုဖြစ်နေပြီးပြောလို့ရှိရင်အဲ့လူကိုယူနေပြီဆိုပြီးလေမှာကြိုးချီထားလိုက်မယ်လို့ဟာတာနော်ပြောလိုက်ပါတယ်အခုတော့ငါသားကငါဂုံယူရဆုံးဖြစ်တဲ့ငါတို့လူဖြစ်လာပြီဆိုပြီးပွဲမစခင်မှာမိန်ကွင်းချွေနေပါတော့တယ်ဟစ်ကတ်ကတော့ငကားကိုတိုက်ခိုက်ဖို့အတွက်ဓာသေးသေးလေးတစ်ချောင်းနဲ့ဒိုင်းကာကိုပဲယူလိုက်ပါတယ်ငကားကိုကိုးနဲ့ကိုဖွန်ပေးလိုက်တော့မြင်မြင်သမျှကိုမီးနဲ့မှုတ်ပါတော့တယ်နောက်ဆုံးမှာတော့ကိုးလယ်မှာရက်နေတဲ့ဟစ်ကတ်နဲ့တိုက်ခိုက်ဖို့လုပ်ပါတယ်သူ့ဖေကတော့စိတ်ဝင်စားကြည့်နေပါတယ်ဟစ်ကတ်ကတော့တိုက်ခိုက်ဖို့အစားဓာတ်နဲ့ဒိုင်းကိုအောက်ချပြီးငကားကိုအနေပေးမှမဟုတ်ကြောင်းရှင်းပြနေပါတယ်ဟစ်ကတ်အဖေကသူ့သားလှုပ်နေတာကိုကြည့်ပြီးဒေါသထွက်လာတဲ့အခါပြိုင်ပွဲကိုရပ်ဖို့ဓာတ်နဲ့ခောက်ပြီးអော်လိုက်တဲ့အခါငကားကစိတ်ပြင်းပြန်ဝင်သွားပါတယ်ထို့တော့ငကားကအော်ဟစ်လိုက်ပါတယ်ငကားအော်တန်ကိုနိုင်ဖြူရီကြားသွားပြီးအတန်ရှိအောင်ကိုလာပါတော့တယ်ငကားကတော့ဟစ်ကတ်ကိုလိုက်တိုက်ခိုက်နေပါတယ်ဟစ်ကတ်ကိုမီးနဲ့မှုတ်ဖို့လုပ်နေတဲ့အချိန်လေးမှာပဲနိုင်ဖြူရီရောက်လာပြီးငကားကိုတိုက်ခိုက်ပါတော့တယ်တခြားသူလည်းနိုင်ဖြူရီဟာဆိုပြီးအံ့ဩစွာကြည့်နေပါတယ်နောက်ဆုံးမှာတော့နိုင်ဖြူရီကငကားကိုလှောင်ရင်တွင်ပြန်ပို့နိုင်ခဲ့တယ်ဒီချိန်မှာဟစ်ကတ်အဖေကနိုင်ဖြူရီကိုဖမ်းဖို့အမိန်ပေးလိုက်တဲ့အတွက်သူ့လူတွေကဖမ်းဖို့စူးစမ်းပေမဲ့မရပါဘူးဟစ်ကတ်အဖေကိုယ်တိုင်ဝတ်ဖမ်းပေမဲ့နိုင်ဖြူရီနဲ့တိုက်ခိုက်မှုကြောင့်နိုင်ဖြူရီလက်ထဲမှာမလုံနိုင်ဖြစ်နေပါတယ်နိုင်ဖြူရီမိမဖို့လှုပ်တဲ့အချိန်မှာဟစ်ကတ်ကမလုပ်ဖို့ပြောလိုက်တယ်အဲ့ကြောင့်ပဲနိုင်ဖြူရီကိုဖမ်းလို့ရသွားပါတော့တယ်နောက်ရမှာတော့နိုင်ဖြူရီကိုငကားတိုက်ကိုသွားဖို့လမ်းပြအနေနဲ့စတိုးရီကခေါ်သွားပါတော့တယ်ဟစ်ကတ်ကသူ့အဖေကိုငကားပြင်မကိုဘယ်လိုမှရင်ဆိုင်လို့မရကြောင်းတားပေမဲ့မရပါဘူးစတိုးရီတို့အဖွဲ့ကနိုင်ဖြူရီရဲ့လမ်းပြမှုနဲ့အတူငကားတိုက်ရှိအောင်ရောက်ရှိသွားကြပြီးစတိုးရီကဟစ်ကတ်ကြောင့်အခုလိုတွေ့တာဆိုပြီးကျေးဇူးတောင်တင်နေလိုက်ပါသေးတယ်သူတို့ကငကားပြင်မကိုမတွေ့သေးပါဘူးတာမန်ငကားတွေကိုပဲရင်ဆိုင်ရမယ်ထင်တဲ့တိုက်ခိုက်ဖို့အတွက်ပြင်ဆင်နေပါတော့တယ်ဟစ်ကတ်ကတော့ငကားဆန်းသက်ဖွဲကအဖော်တွေကိုခေါ်ပြီးသူ့ဖေကိုတွားကူဖို့ပြောပါတယ်ငါတို့မှလှေမရှိပေနဲ့ဘလို့တွားရမှာလဲလို့တယောက်ကမေးပါတယ်ဒါနဲ့ဟစ်ကတ်ကသူတို့ကိုဖမ်းမိထားတဲ့ငကားတွေကိုဘလို့ထိတ်ချုံလို့ရကြောင်းရှင်းပြပြီးငကားတွေကိုစီးပြီးသူ့ဖေတို့နောက်ကိုလိုက်သွားကြပါတယ်စတိုးရီကမျိုးနွယ်စုရဲ့ဂုံတိတ်ခါအတွက်ငကားမျိုးဆက်ကိုအမြင့်ဖြတ်မယ်လို့ကြွေးကြော်ပြီးစတင်တိုက်ခိုက်ပါတော့တယ်အတိုင်းမှာထွက်လာခဲ့ကြပေမဲ့သူတို့ကိုမတိုက်ခိုက်ပဲအဝေးကိုပြေးထွက်သွားကြပါတော့တယ်စတိုးရီတို့လည်းထူးဆန်းတဲ့ငကားတို့ရဲ့အပြုတ်မှုကိုကြည့်ပြီးအံ့ဩနေပါတယ်
သူတို့မသိတာကငကားပြင်မှာရှိနေတယ်ဆိုတာကိုပါပဲရုတ်တရက်ငကားတိုက်တစ်ခုလုံးပြုတ်ကျလာပြီးငကားပြင်မှာထွက်ပေါ်လာပါတယ်အဖွဲ့ကထွက်ပြေးကြပေမဲ့တချို့ကတော့ငကားပြင်မရဲ့နင်းချေမှုကြောင့်တေကျေကြပါတယ်လေလီစီပြေးဖို့လောက်ကြပေမဲ့ငကားပြင်မကပါနတ်ဆာနဲ့လေတွေကိုမီးမောက်ဖျက်ဆီးလိုက်ပါတယ်စရိုရဲ့သူ့လူတွေတေကျေပျက်စီးနေတာကိုကြည့်ပြီးအကြံတစ်ခုထုတ်ပါတယ်ငကားပြင်မကိုအာယုံလွှဲဖို့အတွက်လက်နက်ကြီးတစ်ခုနဲ့ငကားကိုပစ်လိုက်ပါတယ်ငကားပြင်မလည်းအာယုံပြောင်းသွားပြီးစတိုးရီကိုမီးနဲ့မှုတ်ဖို့လုံနေချိန်မှာဟစ်ကတ်တို့အဖွဲ့ရောက်လာပြီးငကားပြင်မကိုတိုက်ခိုက်ပါတော့တယ်ဟစ်ကတ်ကတော့သူ့အချစ်တော်နိုင်ဗျူရီကိုတန်ကြိုးဖြည့်ပေးဖို့လုပ်ပါတယ်သူ့ရဲ့စူးစမ်းမှုဟာအရာမတင်ဖြစ်နေတဲ့အတွက်ကြောင့်သူ့အဖေစတိုးရီကူညီမပဲအဆင်ပြေသွားတယ်နိုင်ဗျူရီရဲ့အားတကြဖြစ်တဲ့ကိုဖြောက်ပြန်တက်ပြီးမီးမောက်တိုက်ခိုက်ခြင်းကိုအသုံးပြုပြီးငကားပြင်မကိုအလေးဝင်တိုက်ခြင်းဒီကိုသုံးဖို့ဟစ်ကတ်ဆုံးဖြတ်လိုက်တယ်ငကားပြင်မကိုကောင်းကင်ကိုခေါ်သွားပြီးသူ့ရဲ့အတောင်ပံတွေကိုမီးနဲ့အကြိမ်ကြိမ်မှုတ်ခြင်းအပြင်သူ့ရဲ့ဟန်ချက်ကိုမထိန်နိုင်ဖြစ်သွားတယ်နောက်ဆုံးမြေပြင်နဲ့အနိကဆုံးကိုမြားခေါ်လာပြီးရုတ်တရက်မီးနဲ့ငကားပြင်မှာပါဇရဲကိုမှုတ်လိုက်တဲ့အတွက်ကြောင့်အချိန်မထိန်နိုင်ဖြစ်သွားပြီးပြုတ်ကျသေဆုံးသွားပါတယ်ဟစ်ကတ်ကတော့ငကားပြင်မရဲ့အမိနဲ့ညီသွားပြီးမီးတောက်ထဲကိုပြုတ်ကျသွားပါတယ်နိုင်ဗျူရီပါမီးထဲကိုဆင်းသွားပါတယ်ပြောင်မူရီကြားကနေစတိုးရီတို့အဖွဲ့ဟာဟစ်ကတ်သေးပြီးအထင်နဲ့ဝမ်းနေနေကြချိန်နိုင်ဗျူရီကသူ့ရဲ့အတောင်ကိုဖွင့်ပြလိုက်တဲ့အခါဟစ်ကတ်သတိမိနေခြင်းဖြစ်တယ်ဟစ်ကတ်သတိရလာတော့အနားမှာနိုင်ဗျူရီရှိနေပြီးသူ့အိမ်ထဲမှာဆိုတာကိုသတိထားပြီးသွားပြီးကြောက်လန့်တကြားအိမ်ထဲကိုဝင်လာတာသူ့အဖေတီလာလို့နိုင်ဗျူရီကိုမေးလိုက်ပါသေးတယ်အဲ့ဒီဟာကထားတော့သူ့ချီတော်တစ်ဖက်မရှိတော့ပဲအတုဖြစ်နေတာကိုသူသတိထားမိလိုက်တယ်အိမ်တကားကိုဖွင့်ကြည့်လိုက်တော့အကုန်လုံးဟာငကားတွေစီးနေကြတာကိုတွေးလိုက်ရတယ်သူ့အဖေကငကားပင်ကြီးကလှေတကုံမီးမောက်လိုက်လို့ငါတို့အားလုံးငကားတွေစီးပြီးပြန်လာတာဖြစ်ကြောင်းပြောပါတယ်ဘတ်ဆိုတဲ့ရွာကိုနေကျင်တဲ့သူတွေအနေနဲ့အရင်ဆုံးယူသဖို့လိုပြီးအဲ့ဒီမှာရှိတဲ့အစားအစာတွေကအရသာတိတ်မရှိနေပဲမာကြောလာပါတယ်အရင်ဆုံးခမားတို့တွေ့မြင်ရမှာကအိမ်မွေးတိလိษံတွေကိုပဲအိမ်မွေးတိလိษံဆိုတာတခြားတော့မဟုတ်ပါဘူးငကားတွေဖြစ်တယ်